ပထမဦးဆုံးကျမတို့ဒီလိုမျိုးယောဂဖြာပေါ်မှာတက်တောင့်တက်တာလေးထိုင်လိုက်မယ်ဒါမှမဟုတ်ဘူးဆိုရင်ခုံပေါ်မှာထိုင်ပြလေ့ကျင့်လေရပါတယ်နော်ဟုတ်ပြီးမှလက်လေးရဲ့ဒူးပေါ်မှာတင်ထားပေးမယ်ရှူပြီးဦးကောင်းကိုမှော့ပြီးဒီအိုင်ခဏလေးထိန်ထားမျက်လုံးလေးအပေါ်ကြည့်ထားပေးမယ်အဲ့ဒီအချိန်မှာကျမတို့ဒီဂုတ်ပတ်နော်တင်းနေရရော့လာခံစားရလိမ့်မယ်လေပင်တကြောမှာရှစ်တင်းအရော့ပြီးနော်တက်တောင့်တက်တာဖြစ်လာကိုခံစားရမယ်ရှူပြီးဦးကောင်းမှန်ရှူထုတ်ပြီးဦးကောင်းကိုငုံထားမယ်အတုနိုင်ဆုံးဒီမေးဖြားနဲ့ရင်ပန်းလေးကိုဆွဲကပ်ထားမယ်မျက်လုံးလေးကလည်းအောက်ကိုဒီနာတီးဖြားကိုကြည့်ထားပြီးမယ်ဒါမျက်လုံးအတွက်ပါကောင်းသွားမယ်နော်ခါလေးမမတ်လေးထားမယ်အဲ့ဒီအချိန်မှာဒီကုတ်ဘက်ကတင်းအားတွေနော်ယွန်းလာကိုခံစားရလိမ့်မယ်ဟုတ်ပြီရှူပြီးဦးကောင်းမှန်မယ်ရှူထုတ်ပြီးမှဒီလိုညာဘက်ကိုစောင်းလိုက်မယ်ခဏကိုလိုက်စောင်းမသွားပဲနဲ့ကိုယ့်ရဲ့ညာဘက်နှစ်ရွက်နဲ့ပခုံးနဲ့ဆွဲကပ်ဖို့ကြိုးစားမယ်ဘဲဘက်ဒီလေပင်ပြီးဒီဘက်ကတင်အားတွေရော့လာကိုခံစားနေရလိမ့်မယ်နော်ဟုတ်ပြီပြီးမှရှူပြီးဦးကောင်းမှန်ရှူထုတ်ပြီးနောက်တစ်ဖက်ကိုပြန်ဆောင်ထားပြီးမှရှူတွင်းရှူထုတ်ကိုပုံမှန်လေးပဲလုပ်ထားပြီးမှဒီညာဘက်ဒီလေပင်တွေပခုံးဘက်ကဆွဲဆက်နေအောင်ကိုခံစားရလိမ့်မယ်နော်ဒီလေပင်တွေလေ့ကျင့်တာလည်းအရန်ကိုအရေးကြီးပါတယ်ဟုတ်ပြီရှူထုတ်ပြီးမှဒီလိုညာဘက်ကိုဖြည်းဖြည်းချင်းပဲလှဲလိုက်မယ်ခန္ဓာကိုယ်လိုက်ပြီးတော့မလဲဘူးမျက်လုံးလေးကလည်းအနောက်ဘက်ကိုတောင်းကပ်ပြီးကြည့်ထားမယ်လေပင်တကြောတင်အားတွေရော့လာကိုခံစားရလိမ့်မယ်ရှူပြီးရှူထုတ်ပြီးဘဲဘက်လဲမယ်မျက်လုံးလေးဟိုးအနောက်ဘက်ကိုကြည့်ထားပေးမယ်လေပင်တကြောကတင်အားတွေရော့လာကိုခံစားရမယ်ဟုတ်ပြီရှူထုတ်ဟုတ်ပြီဒီတိုင်းခဏလေးနေလိုက်မယ်နော်ဟုတ်ပြီဒီတစ်ခါကျရင်လက်နှစ်ဖက်ကိုဒီလိုလေးစုလိုက်စုပြီးတော့ပခုံးပေါ်ကိုတင်လိုက်မယ်ပခုံးပေါ်တင်ပြီးတော့တတောင်လေးကဒီလိုထိထားပြီးတော့ပခုံးကိုဝိုင်းမယ်ဟုတ်ပြီနော်အပေါ်ဘက်ကနေဝိုင်းကြည့်အောင်ရှူဒီလိုအနောက်ဘက်ကိုရတော့လေးကပ်ရှူထုတ်ပြဝိုင်းချမယ်နော်ရှူရထုတ်ဟုတ်ပြီအဲ့ဒီအချိန်မှာပခုံးဘက်ကတင်အားတွေရော့လာတယ်နော်ဂုံးဘက်ကတင်အားတွေရော့လာခံစားရလိမ့်မယ်အခု၄ချိန်ပြီးပြီ10ချိန်ပြီးကြိုးစားမယ်ကြီးပေါင်းတွေတက်ပါတယ်ပြင်ပခုံးတွေတောင့်တင်တာနော်လက်မောင်းကျွတ်တောင့်တင်နေရတယ်ရောကြစီနော်ရှူတွင်းရှူထုတ်ပုံမှန်လေးပဲရှူရဲထုတ်ခွန်ရှူထုတ်ရှစ်ရှူထုတ်ကိုရှူထုတ်တဲ့30ဟုတ်ပြီပြီးမှတတောင်လေးတို့အရှိမပြန်ပြီးတော့စုဒီတစ်ခါကျရင်ပြန်သွားမယ်အောက်ဘက်ကနေအနောက်ကဒီလိုအရှိဟုတ်ပြီနော်အဲ့ဒီတိုင်းအသက်ရှူထောအသက်ရှူထောအဲ့ဒီတိုင်းကို10ချိန်ပြအောင်သွားလိုက်ရှူတွင်းရှူထုတ်ရပုံမှန်လေဒါကြည့်လိုက်ရင်လွယ်လေးထီအောင်မအရန်များတယ်ပခုံးကြွိုက်နော်ပခုံးနဲ့ဖက်ကုတ်ဘက်ကတင်အားတွေရောပြီးတော့တက်တောင့်တက်တာဖြစ်တာကိုခံစားရမယ်ကြီးပေါင်းတွေကိုတက်တာစီနော်ပြီးရင်ခေါင်းကိုက်တာခေါင်းထိုးကိုက်တာနော်ဒါလေးတွေတက်တာစီရပြီးရင်ကျမတို့ဒီတွေးကြောတွေမှာနော်အစီပူများနေဒီကုတ်ဘက်မှာနော်အစီပူရှိရဆိုတော့ပဲရိုးကြစေပါတယ်ရှူထုတ်နောက်ဆုံးရှူထုတ်ဟုတ်ပြီပြီးရင်ဒီမှာလက်နှစ်ဖက်ကပခုံးပေါ်မှာတင်ထားတဲ့အတိုင်းမှာအသက်ရှူပြီးတော့ဒီလက်ကဒီတိုင်းမှာရှူထုတ်ပြီးလက်ဖမိုးလက်ကိုကပ်ဖို့ကြိုးစားမယ်အဲ့ဒီအချိန်မှာခါလေးကိုမမတ်လေးထားရှူတွင်းရှူထုံးနဲ့ဒီမှာခဏလေးထိန်းထားကြည့်မယ်အဲ့ဒီအချိန်မှာကျမတို့ဒီစကြောတက်တဲ့ဒူတွေကြီးပေါင်းရှိရဲ့ဒူတွေเนาะအဲ့ဆိုဒီပခုံးဘက်လက်မောင်းတင်းလိုက်လို့ဆိုမှတင်းမြောက်ခံစားရလိမ့်ဟုတ်ကဲ့ထိန်းထားပြီးမှခဏလေးပဲ5 4 3 2 1 okay ပြီးမှဖြည်းချမ်းမယ်ရှော့လိုက်မယ်
နော်အဲ့အချိန်မှာဒီဘက်မှာနော်ပူကနေဖြစ်ပြီးတော့နော်တက်တာသွားကိုခံစားရနိုင်မယ်ဟုတ်ဒီတစ်ခါကျရင်ကျမတို့ဒီညာဘက်လက်ကိုဒီလိုပခုံးအနာဘက်ကိုရတော့လေးသွားမယ်နော်ညာဘက်လက်ကိုပြီးမှဘဲဘက်လက်ကဒီလိုညာတောင်လေးကိုကန်ပြီးတော့ဦးကောင်းရဲ့အနောက်ဘက်ကိုရတော့လေးဆွဲလိုက်ဟုတ်ပြီနော်ပြီးရင်ဒီရိုင်းကိုခဏလေးထိန်ထားမယ်အခုဒီလေ့ကျင့်တဲ့အကွက်တွေဆိုရင်ကျမတို့ဘယ်နေရာမှာမဆိုလေ့ကျင့်လို့ရတယ်ဘယ်အချိန်မှာမဆိုလေ့ကျင့်လို့ရကျမတို့လက်ကိုတလူမျိုးသွားလို့ရတဲ့အချိန်မှာဒီလက်ကအပေါ်ရောက်သွားဒီပခုံးအခုဆိုညာဘက်ပခုံးတစ်လျှောက်မှာဆိုရင်တင်းနေလိုက်ပဲဒါပေမဲ့ဒီပြီးသွားလို့ရှိရင်အဘက်ကတင်အားကြီးရော့သွားတယ်နော်ကြီးပေါင်းရှိရတူကြီးပေါင်းမဖြစ်တယ်တချို့ဆိုဒီကွန်ပျူတာအသုံးများတဲ့တူတွေနော်အထိုင်များတဲ့တူတွေနော်ဒါလေးတွေဆိုရင်ဒီဟာလေးတွေတွားချင်အရန်ကိုတက်တောင့်တက်တာဖြစ်စေလိမ့်မယ်ရှူတင်းရှူထောင်းနဲ့ထိန်းထားပြီဟုတ်ကဲ့ပြီးမှဖြီးချင်းပဲလျှော့လိုက်ဟုတ်ပြီနော်ဒီကြောနော်ရော့သွားအောင်ခံစားရလိမ့်မယ်နော်ဒီဘက်ကိုပူးကနေအောင်ဖြစ်သွားလိမ့်မယ်ဒါတွေကကျမတို့ရေရှည်လေးကျင့်ရမယ်နော်နောက်တစ်ဖက်ဘယ်ဘက်လက်ကိုဒီလိုအနောက်မှာထားမယ်ညာဘက်လက်ကဒီလိုဘေးတောင်ပေါ်မှာထားပြီးတော့ရှူပြီးအဆွဲရှူထုတ်ပြီးဒီတိုင်းကိုခဏလေးထိန်ထားကြည့်ရှူတင်းရှူထုတ်လေးနဲ့ထိန်ထားကြည့်မယ်ဟုတ်ထိန်ထားတယ်အဲ့ဒီတိုင်းခဏလေးထိန်ထားတယ်တင်းရရော့သွားလိမ့်မယ်ကုတ်ဘက်ကတင်းအားတွေနော်ပြီးပခုံးတစ်ဖက်ကတင်းအားတွေနော်ဇက်ကြီးပေါင်းလို့အကုတ်ကြီးပေါင်းလို့နော်ဒါလေးကိုတတ်တာစီပြီးရင်ကျတော့ဒီအဆုတ်တွေနှလုံးတွေရဲ့လှုပ်ဆောင်ချက်တွေလည်းကောင်းမွန်စေအာရုံကြောတွေလည်းကောင်းတယ်နော်ရှူတင်းရှူထုတ်ပုံမှန်လေးလုပ်ထားမယ်ကျမတို့ဒီလိုမျိုးယောဂကရေရှည်လေ့ကျင့်ရမှာဖြစ်ပါတယ်ကျမတို့ရေရှည်လေ့ကျင့်ဖို့ဆိုရင်ကျမတို့စနစ်တကျလေးလေ့ကျင့်ဖို့လိုတယ်ယူတာယောဂရဲ့ online တင်တန်းကိုတက်မယ်ဆိုရင်ဒီလိုမျိုးအသေးစိတ်နော်ရှင်းပြပြီးတော့တင်ကြားပေးနေပါတယ်အဲ့မှာကျမတို့တက်လို့ရတယ်နော်ဟုတ်ကဲ့ဒီလိုမျိုးတင်းရရော့တော့ခံစားရတယ်ဟုတ်โอเคပြီးမှဖြည်းချမ်းမယ်လျှော့လိုက်နော်အဲ့အချိန်မှာဒီဘက်ကတင်အားတွေတော်လေးရော့သွားကိုခံစားရအောင်နော်ဟုတ်ပြီပြီးရင်ဒီတစ်ခါကျရင်ကျမတို့ကဒီလိုမျိုးဖြာပေါ်မှာထိုင်လေးရတယ်ဒါမှမဟုတ်မတ်တက်ရက်လေးရတယ်ဒါမှကျမမတ်တက်ရက်ပြီးတော့ပြမယ်နော်မတ်တက်ရက်ပြီးတော့ပြမယ်ဟုတ်မတ်တက်ရက်လိုက်တဲ့အချိန်မှာဒီမှာခြေနှစ်ဖက်ကဘယ်ညာပခုံးရဲ့အကွာဝေးတိုင်းပဲခြေထားမယ်နော်ပခုံးအကွာဝေးတိုင်းခြေပြီးခါလေးကိုမမှတ်လေးထားမယ်ရှူတဲ့အချိန်မှာပခုံးကိုဒီလိုအပေါ်ကိုများလေးဆွဲတင်ရှူထုတ်ရင်ဖြည်းဖြည်းချင်းပဲရှော့ရှူတာကြီးပေါင်းနေနော်အဲကုတ်ဘက်ကနော်ဒါလေးတော့အရန်တက်တာရှူထုတ်ပြန်ရှော့နောက်တစ်ချိန်ပြန်ပြီးကြိုးစားပဲရှူထုတ်ဟုတ်နောက်တစ်ချိန်ရှူထုတ်နော်အချိန်နည်းနည်းလေးပေးပြီးလိုက်လို့တော့တော်တော်တက်တာနော်နောက်တစ်ချိန်ရှူထုတ်ရှူထုတ်ဟုတ်ပြီနောက်တစ်ချိန်ရှူထုတ်နောက်တစ်ချိန်ရှူထုတ်နောက်တစ်ချိန်ရှူထုတ်ဟုတ်ပြီနောက်ဆုံးသွားတော့မယ်နော်ဟုတ်ပြီရှူပြီးအပေါ်မှာထားရှူထုတ်ပခုံးကအပေါ်ကိုညှင့်သွားပခုံးနှစ်ဖက်နဲ့နှစ်ရွက်နဲ့ကပ်ဖို့ကြိုးစားအဲ့မှာရှူတင်းရှူထုံးနဲ့ထိန်းထားညောင်းလာတယ်တင်းလာတယ်ဖြုတ်ချလိုက်ခြင်းနဲ့စိတ်တွေရှိလာတယ်နော်ကျမတို့ကုတ်ပတ်မှာအစီပူရှိရတယ်ရောကြစေတယ်ခုနပြောသလိုကြီးပေါင်းနေတက်တာတယ်တင်းလာတယ်တက်တာတယ်နော်အဲ့ဘက်ကိုတင်းနေဆိုရင်လည်းနေလို့မကောင်းကျွန်တော်ဒီလေပင်တကြောဆိုတော့အရန်အရေးကြီးရနော်ဒီလေပင်မှာခဏကိုအောက်ဘက်ကအာယုံကြောတွေနော်ကုံတော့အုံနောက်နဲ့ဆက်တွဲထားနေရကြောက်ဒီလေပင်ကတက်တောင့်တက်တာဖြစ်ဖို့လို့โอเคအရင်ကြောင်းနေပြီ5ခဏလေးထိမ့်မယ်4ပြီးသွားလို့ရှိရင်လည်းကောင်းမယ်နော်3 2 1 okay ပြီးမှဖြည်းချင်းရှော့ဟုတ်ကဲ့ရှူတွင်
ရှူထောက်ဟောက်ပြီးမှလက်ကိုဒီလိုလေးရှက်မယ်လက်ကိုပလက်ရင်ထားမယ်ပြီးမှရှူပြီးအပေါ်ဖြည်းဖြည်းချင်းဆက်ရှူထောက်ပြီးဒီတိုင်းပဲခဏလေးဆန့်ထားလိုက်ဒီတိုင်းခဏလေးနေမယ်နော်ကျွန်တော်တုံဆိုလက်လေးအပေါ်မြောက်ဖို့လည်းခက်တယ်ဟုတ်တောင်းဆိုလက်ပြအပေါ်မြောက်ဖို့တလေးလုံးလက်ကအောက်မှာချထားရတယ်ပဲညောင်းလာတင်းလာနော်ဒီဟာလေးလှုပ်လှုပ်ရှားရှားနေလိုက်တဲ့ဆိုရင်ဒီလက်မောင်း joy ဘက်ကတင်းရတယ်ရောတယ်ပြီးရင်ကျမတို့ဒီfrozen shoulder ဖြစ်တဲ့တူဆိုလိုက်ဒါလေးလေ့ကျင့်လို့ရတယ်နော်ဟုတ်ပြီပြီးမှလက်လေးဖြည်းဖြည်းချင်းရှော့ဟုတ်ကဲ့ရှော့ချဟုတ်ပြီအခုစတော်တော်လေးနေလို့ကောင်းသွားပြီကဲနောက်ဆုံးကျမတို့လက်လေးခါမှထောက်လိုက်ဥကောင်းဝိုင်းလိုက်တော့မယ်ဟုတ်ပြီဥကောင်းငုံမယ်ပြီးမှဘေးရှူပြပဲအပေါ်ညာone ရှူဖြည်းဖြည်းချင်းပဲနော်တော့ two နောက်တစ်ရှူthree ဟုတ်ပြီနောက်တစ်ဖက်မတော်ခင်ခဏလေးနားမယ်ပြီးမှညာဘက်ကပြန်ဝိုင်းဖြည်းဖြည်းချင်းပဲဝိုင်းဒီကုတ်ပကတင်ရရောတော့ခန်းစားရလိမ့်မယ်နော်နေ့နောက်ဆုံးတစ်ခါရှူထောက်โอเคပြီးမှဖြည်းဖြည်းချင်းရှော့ချโอเคအခုဆိုရင်ကျမတို့ဒီကုတ်ပကနော်ဒီဟာတွေဒီပခုံးကတင်ရတယ်တော်တော်လေးရော့သွားအောင်ခန်းစားရလိမ့်မယ်ဆိုဒီနေ့တင်ခန်းစားကကျမတို့ဒီပခုံးနှစ်ဖက်ရဲ့တင်အားတွေကုတ်ပတ်တင်အားတွေရော့ကြဖို့အတွက်နော်လေ့ကျင့်ရမယ်သင်ခန်းစာကိုဝင်ပြပေးရဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးသင်ခန်းစာတွေကိုကျမတို့ရေရှည်လေ့ကျင့်ရမယ်နော်ရေရှည်လေ့ကျင့်မှာပဲနောက်ဆုံးကျမတို့တက်တာပြီးတော့ပျောက်ကင်းလာမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့သင်ခန်းစာကိုလိုက်လေ့ကျင့်တာအဆင်ပြေဆိုရင်ဒီသင်ခန်းစာအောက်မှာလိုက်ရင် comment ပေးပါအခြားတူတော့လည်းရှိပေးပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်